Hello bro အားလုံးပဲမင်္ဂလာကျွန်တော် Roblox ဒီ game က Roblox game ရဲ့ပထမဆုံးဆော့ရဲ့ game လေးပဲဖြစ်ပါတယ်ဒီ game လေးပေါ့ဆော့လို့ကောင်းလားဆိုပြီးဆော့ပြမလို့ပဲဖြစ်ပါတယ် Let's go တော့လိုက်ကြအောင်ကျွန်တော်ခဏတော့ဆော့မိဗျနေကြအောင်ဒီ game လေးပေါ့bro ရောက်ပြီရောက်တင်လို့ရပါပြီဒီ game လေးပေါ့ဒီမှာကျွန်တော်ဟိုမှာပတ်စံ18 မီလီယံရလာပြီဒီမှာစုဖလားကြီးတွားယူအောင်တက်လိုက်ပါအောင်မယ်မှာပြပတ်စံကြီးရတယ်တဲ့ရင်တို့လားပတ်စံကြီးရတယ်ထက်တက်တာငါကောင်ရေးရောက်ပြီငါစုယူမယ်တခုတော့ရပါအိမ်ပြန်လာအောင်မယ်ကျော်အကိုဆန်းညာပြီတွေ့လားကျော်နောက်တော့ဝေါ်တစ်ခုကိုတွားလိုက်ကြအောင်နောက်တော့ဝေါ်ဒီမှာတယ်လီပေါ့ကျောင်းဆိုင်ရအားလုံးမြင်ရလားမမြင်ရင်ကျွန်တော်တစ်ချက်လောက်ပြောမယ်ဆူလေးပါလေးယူလိုက်ဒီကအိုင်လန်2ကနည်းနည်းတော့ခက်တယ်တက်ရနဲ့ခက်တယ်အိုင်လန်2ကပတ်စံကြီးအောင်ရှယ်ရဒီမှာ12 မီလီယံဒီကနေကုန်ချလိုက်ဦးရှင်မားပြစတမ်မင်နာရှိရစတမ်မင်နာလေးကုန်သွားဦးရှင်သွားပြီနေရွာမှာစတမ်မင်နာအခုမှနေပြီဒီမှာဂျမ်ဆွဲဟာလေးရှိရအောက်ဆိုင်လို့နှိပ်လိုက်အစွန်ရပြီကုန်ချပြီပတ်စံကြီးစုမယ်ခုံချပြီးသွားပတ်စံစုပြီးတော့ကြာဒီမှာဥလေးလိုက်ဖောက်ရရဥလေးတူဖောက်လိုက်ဒီရပြီဖောက်ပြီဘာကောင်လေးပေါက်မလဲငါလက်ခွန်းဒီကောင်ကြီးမလို့ချင်ပါဘူးကွာဘယ်လောက်ရှာညောဒီမှာပတ်ဆွဲဟာရှိရအောက်စာလေးတော့ဝင်နောက်ရှင်သူကဘယ်နှစထုတ်ပြီလားဝိုးမိုက်တယ်ကအများကြီးပဲထုတ်ပြီ2000ကျော်ဒီမှာ 220 kg ရဲ့မဟုတ်ပါဘူး k တဲ့ငါဒီကောင်ပြောင်းထားတယ်အဲဆိုရင်အပြည့်မြန်သွားတော့ပြီဒါကြော်ထက်တယ်မှာDiamond Rain ကစရွာနေမိုးစရွာနေတထားငါကောင်ရဲ့မ Diamond နဲ့ spawn နေပြီပြန်ခုန်ချလိုက်တော့ညာတော့ဟိုအောက်မှာဒိုင်းမွန်းမိုးတွေရွာနေပြီဗျဒီမှာစိန်လုံးကြီးကြွေကြနေမှာစိန်လုံးတွေလိုက်ကောက်ပြီးဒီ event ဆိုရဲဟာလေးရှိရအထဲဝင်လိုက်မမြုပ်ရှင်ဒီမှာ
စိန်လုံး80ရအောင်ရှင်ဒီကောင်ဝယ်လို့ရတယ်100ရရင်ဒီကောင်ဝယ်လို့ရတယ်ဒီမှာနော် fruit ဘလော့ fruit ရ fruit ပေါ့ပတ်ဆိုင်ဝယ်လို့ရတယ်ကြောက်ချင်မှာအခုက20ပဲရှိတယ်ဒီကောင်ရတိတ်မမိုက်လို့ကြော်မဝယ်တော့ဘူးရတက်ဆက်တယ်မယ်ဒီမှာဒီ short လေးရှိတယ်ပဲအ short လေးအောင်ဝင်အောင်ရှင်ဒီမှာပစ္စည်းလက်နက်တွေဝယ်လို့ရတယ်တက်တာဘလောက်ပတ်တက်ငါအောင်စကားအိတ်တက်ကုန်ပြီတက်တာဘလောက်မြန်လဲဒီမှာ90မီလီယံကြောက်ရှင်ဒီ I speakers ဝယ်လို့ရအောင်ရုံးကနေပြန်သေးလိုက်ပေါ့ဟောချဲ့နေရိုက်ဟောကြောင်ညာတက်နေပြန်ပြီကွာဘလောက်မှမစော့ရသေးဘူးထပ်တယ်မယ်90မီလီယံရရင်ဟိုစာ I speakers ဝယ်မယ်တထားငါကောင်းခုံချလိုက်ရောမယ်ဒါဆိုတော့ကြော်90မီလီယံပြည့်သွားပြီမပြပတ်ဆိုင်ရရဟုတ်လားမပတ်ဆိုင်လေးပြည့်သွားပြီဆိုရင်ကြော်ဒီမှာတွားဝယ်မယ်မဝယ်မယ်ဆိုရင်ဒီမှာ90မီလီယံနဲ့ ISP တက်စီလာဝယ်လိုက်ပါပြီကဲဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးလည်းကြိုက်ကြမယ်လို့မျှော်လင့်ပါတယ် like လေး subscribe လေးလည်းနှိပ်ပေးကြပါဦးအဲဆိုရင်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးပဲ bye bye